မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Henry 2 YouTube Channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ဘာလို့ထိုင်းနိုင်ငံကမြန်မာနိုင်ငံထက်တိုးတက်တာလဲကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံထိုင်းနိုင်ငံကိုသတိထားမိပါသလားလမ်းတွေလည်းတန့်ပြန့်တယ်လူတွေလည်းစီကန်းရှိတယ်စီးပွားရေးကလည်းတိုးတက်နေတယ်မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းနီးစပ်နေပေမဲ့ဘာလို့ဒီနိုင်ငံကမြန်မာနိုင်ငံထက်တိုးတက်နေတာလဲအဲ့ဒါကတော့တေချာစဉ်းစားဖို့လိုတဲ့မေးခွန်းတစ်ခုပါအရင်ဆုံးတည်ငြိမ်မှုနဲ့ဆက်လက်တည်ဆောက်နိုင်မှုထိုင်းမှာလည်းပြဿနာတွေရှိခဲ့ပေမဲ့အခြေခံအဆောက်အအုံတွေလမ်းတွေစက်မှုဇုံတွေလေယာဉ်ကွင်းတွေဆက်လက်တည်ဆောက်နေတယ်အလုတ်သမားပညာရေးတန်တမန်ဆက်ဆံရေးတဖြည်းဖြည်းချင်းတည်ဆောက်နေစေပါမြန်မာမှာတော့နိုင်ငံရေးပြောင်းလဲမှုမတည်ငြိမ်မှုတွေကြောင့်တစ်ခုပြီးတစ်ခုပျက်စီးပြန်ဆနေရတာတွေကများအဲ့ဒီလိုဆိုတော့တိုးတက်ဖို့ခက်သွားတာပါပဲဒုတိယပညာရေးနဲ့စီးပွားရေးအမြင်ထိုင်းမှာသားသမီးတွေကိုအသက်မွေးနိုင်အောင်သင်ကြားပေးတယ်အလုပ်အကင်အတွက်လိုအပ်တဲ့ vocational skill tourism service စတာတွေကိုသင်တယ်မြန်မာမှာလည်းလူတော်တွေရှိပေမဲ့အခွင့်အလမ်းကအနည်းငယ်သာရှိပဲအစိုးရနဲ့ပညာရေးစနစ်ကလည်းထောက်ပံ့မှုအားနည်းတဲ့အတွက်ကြောင့်မို့လို့ဘုသူတရှိတဲ့သူတွေအရန်ကိုအရေးချင်းရှိတဲ့သူတွေသူတို့အတွက်ပြက်ကွက်မှုတွေဖြစ်ခဲ့ပါတယ်တတိယစီးလုံးမှုနဲ့လက်တွေ့ဆန်တဲ့စဉ်းစားမှုထိုင်းလူမျိုးတွေကစီးလုံးတယ်နိုင်ငံအတွက်ဘယ်လိုကောင်းမလဲဆိုတာကိုအမြဲစဉ်းစားတယ်အဲ့ဒီလို team work စိတ်သက်ရှိလို့တိုးတက်လာတာမြန်မာမှာတော့မတူညီတဲ့အယူအဆလူမျိုးရေးမုန်းတီးခြင်းစိတ်တွေကြောင့်တစ်ခါတလေတိုးတက်ဖို့အတွက်အဟန့်အတားတွေဖြစ်လာပါတယ်ဆိုတော့တိုးတက်မှုဆိုတာငွေရှိမှချမ်းသာတာမဟုတ်ပါစိတ်ဓာတ်နဲ့စဉ်းစားပုံကအရင်တိုးတက်ဖို့အရေးကြီးပါတယ်စီးလုံးမှုစူးစမ်းပြီးတယောက်နဲ့တယောက်ဖေးမကတူတူလက်တွဲအလုပ်လုပ်ရင်မြန်မာနိုင်ငံဟာလည်းတဖြည်းဖြည်းတိုးတက်လာမယ်အပြောင်းအလဲဆိုတာကနိုင်ငံတစ်ခုလုံးကနေစတင်လို့မရပါဘူးကျွန်တော်တို့အားလုံးရဲ့စိတ်ထဲကနေတာအရင်စတင်မှုလိုအပ်တာပါ